ဘဝသည်အလားတရားများကြပြည့်နှက်နေတော်လဲမမြဲသောသဘောတရားမှာမလွတ်နိုင်ပါချစ်ချင်းစီစိမ်ပျော်ရွှင်မှုများတဲ့အချိန်တစ်ခဏသာအမှန်တရားကိုရှာဖွေရဲ့အမှန်တရားကိုရှာဖွေရဲ့တခါတရံအရာအလုံးကိုလက်လို့ရသည်လက်လို့ရသည်စီစိမ်နဲ့ပျော်ရွှင်မှုများအလဲတွင်စိတ်နဲ့ရှိုင်းရာ၌စိတ်နဲ့ရှိုင်းရာ၌စိတ်နဲ့ရှိုင်းရာ၌မေကွန်တစ်ခုပေါ်ပေါက်နေသည်မေကွန်တစ်ခု